တနေရာမှာဖြစ်နေတဲ့စစ်ပွဲတစ်ခုကတကဘာလုံးကိုဘယ်လိုမျိုးလှိုင်းခဲရဲ့ရိုက်ခတ်နေတယ်လဲဆိုတာကိုဒီနေ့ကျွန်တော်တို့အတူတူကြည့်သွားကြမှာပါတန်တမန်ရေးရာတွေနဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေအထိနောက်ပြီးတော့ကဘာစီးပွားရေးအထိဘယ်လိုတွေဖြောင်းလဲနေတယ်လဲဆိုတာကိုတွေ့ရမှာပါဟိုအဝေးကြီးမှဖြစ်နေတဲ့စစ်ပွဲတစ်ခုရဲ့အချိုးဆက်တွေကအခုဆိုရင်လူတိုင်းရဲ့တကားဝါကိုထဖေးဖေးချင်းကပ်လာနေပါပြီဒါကစိတ်ကူးရင်ဇလန်းတစ်ခုမဟုတ်တော့ပါဘူးလက်တွေ့ဖြစ်ပျက်နေတဲ့အမှန်တရားတစ်ခုဖြစ်နေပါပြီကဲဒီလို line ရဲ့ဒီရဲ့အရင်မြေကိုတည်တည်ချာချာနားလဲဝဆိုရင်တော့ကျွန်တော်တို့ကစစ်မြေပြင်ရဲ့အလဲဘဟုကိုပဲတိုက်ရိုက်ကြည့်ရမှာပါအဖြစ်ဖြစ်တွေကအဲ့ဒီမှာဘလို့စတင်ခဲ့တဲ့ဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြရအောင်စစ်ပွဲတစ်ခုရဲ့အခြေအနေမှန်ကိုတီးဖို့ကဘလောက်တောင်ခက်ခဲလဲဆိုတာဒီအချက်လက်တွေကတက်တည်ပါပဲတစ်ဖက်မှာရုရှားကဘာပြောလဲဆိုတော့ဇာပိုရီရှာမှာအခြေစိုက်ခန်းတစ်ခုကိုတင်လိုက်ပြီး HMS ဒုံးကျည်30နဲ့ drone 323စင်းကိုဖျက်ဆီးခဲ့တယ်လို့ကြေညာတယ်။အဲ့ဒီအချိန်မှာပဲယူကရိန်းဘက်ကလည်းမဟုတ်ဘူးသူတို့ကရုရှားရဲ့အဓိကစွမ်းအင်စက်ရုံတွေကိုတိုက်ခိုက်နိုင်ခဲ့တယ်လို့ပြန်ပြောပါတယ်။ဒါကမြေပြင်ပေါ်ကတိုက်ပွဲတစ်ခုတည်းမဟုတ်တော့ပဲတရင်အချက်လက်စစ်ပွဲတစ်ခုလည်းထိနေတယ်ဆိုတာရှင်းနေတာပေါ့ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကဂျပန်တိုက်ခိုက်နေတာမျိုးတော့မဟုတ်ပါဘူးဒါတကယ်ကိုရှင်းလင်းတဲ့မဟာဗျူဟာတစ်ခုပါသူတို့ရဲ့အဓိကရေမှန်းချက်ကရုရှားရဲ့စီးပွားရေးအင်ဂျင်ကိုတိုက်ရိုက်ခိခိုက်စေဖို့ပဲဆိုတော့ရေနံချက်ဆက်ယုံတွေတိုက်ငွေ့ဆက်ယုံတွေစွမ်းရည်အခြေခံအဆောက်အအုံတွေကိုပြမှတ်ထားတယ်အဲဒီကနေတဆင့်ရုရှားရဲ့စစ်စေးနဲ့ထောက်ပံ့ရေးခွင့်ဆက်တွေကိုဖျက်တောက်ဖို့ကြိုးစားနေတာပါဟုတ်ပြီစစ်မီဒီယံကနေထွက်ပေါ်လာတဲ့ပထမဆုံး line ကရက်ကရောတနမန်ရဲ့လောကကိုတန်းပြီးတော့ရိုက်ခတ်သွားပါတယ်ဒီပရိပတ်ခတ်ကိုဖြည့်ရှင်းဖို့စ조사နေကြတယ်တော်တော်လေးကိုရှုပ်ထွေးပြီးအန်တီရလဲမွားတဲ့တနမန်ရဲ့လှူရှားမှုတွေကိုဆက်ပြီးကြည့်ကြရအောင်နေချန်ရဲတော့လမ်းစာတစ်ခုပေါ်လာနိုင်မလားဟန်ဂရီနိုင်ငံမှာအမေရိကန်နဲ့ယူရှားခေါင်းဆောင်တဲ့ထိပ်သီးအစည်းအဝေးလုပ်ဖို့အဆိုပြုချက်တစ်ခုတော့ရှိနေပါတယ်ဒါပေမဲ့တကယ်တော့မှာတော့ကြီးမားတဲ့တားဆီးတဲ့နဲ့ရင်ဆိုင်နေရပါတယ်ဒါဆိုဒီထိပ်သီးဆွေးနွေးပွဲဖြစ်လာဖို့ဘာတွေကတားဆီးနေတာလဲအဓိကအချက်ကတော့တမရပူတင်အပေါ်နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကထုတ်ထားတဲ့ဖန်ဝေးရမှာပြီးတော့ဟန်ဂေရီနိုင်ငံကိုယ်တိုင်က ICC အဖွဲ့ဝင်ဖြစ်နေတဲ့ရှုပ်ထွေးတဲ့အနေအထားဥရောပသမ္မတရဲ့တင်မာတဲ့ရည်တည်ချက်ကြီးဒါတွေအားလုံးကြောင့်တန်တမန်ရေးကဖြည့်ရှင်းမှုလမ်းကတော်တော်လေးခက်ခဲနေတော့ပါပဲယူရှားဘက်ကလည်း EU ဟာဒီအစည်းအဝေးကိုပြတ်အောင်လုပ်နေတယ်လို့ဆွဆွဲထားပါရောတန်တမန်ရေးအကျိုးပန်းမှုတွေနဲ့အတူစီးပွားရေးအရာဖိအားပေးမှုတွေကလည်းဆက်ရှိနေတော့မယ်ဆက်ခုဟုတ်ပါတယ်ဆက်ခုချင်းပါဒါကဥရောပသမဂ္ဂယူရှားအပေါ်ချမှတ်ခဲ့ပြီးဖြစ်တဲ့တန်ခတ်ပိတ်ဆို့မှုအစုဝေးအရေးတော်ဖြစ်ပြီးနောက်တစ်ချိန်ကိုလည်းမကြခင်မှာပဲချမှတ်ဖို့ရှိနေပါတယ်။ကဲအခုတော့စကြောင်းကိုနည်းနည်းလေးပြောင်းပြီးကြည့်အောင်။စစ်ပွဲရဲ့ကြိုးဆက်တွေကစစ်မြေပြင်နဲ့အဝေးကြီးမှာရှိတဲ့အရက်သားတွေအတွက်ဘလိုမျိုးလဲတွေ့ကြတဲ့ဖြစ်မှန်တခုဖြစ်လာနေပြီလဲဆိုတော့ကြည့်ကြအောင်။35နှစ်ပါဒီကနန်းကအဓိပ္ပာယ်အများကြီးရှိပါတယ်။ဂျာမနီနိုင်ငံအနေနဲ့စစ်ပတ်ဆိုင်ရာတိုက်ခိုက်မှုတစ်ခုခုအလေးအနက်ထားထည့်သွင်းစဉ်းစားပြီးအရက်ပတ်ကားကိုလမ်းကျွန်းစာအုပ်ကိုနောက်ဆုံးထုတ်ဝေခဲ့တာဟာလွန်ခဲ့တဲ့35နှစ်တောင်ကပါဒါကစေအခစ်အပြီးငိမ့်ချမ်းရေးမြို့လင်းချက်တွေမိမိသွားပြီးဥရောပရဲ့လုံခြုံရေးမြေမှာကြီးမားတဲ့စစ်ပိုင်းဆိုင်ရာနဲ့မဟာဗျူဟာမြောက်အပြောင်းလဲတစ်ခုခုပြနေတာပါဂျာမနီရဲ့အရက်ပတ်ကာကွယ်ရေးဆိုင်ရာဗဟိုယုံဥက္ကဋ္ဌ Ralf Dissler ရဲ့ဒီစကားတခုနဲ့အခြေအနေကဘလောက်လေးနဲ့လဲဆိုတာသိနိုင်ပါတယ်သူပြောတာကကျွန်တော်တို့ဟာစိုးရင်စရာကောင်းတဲ့ကမ္ဘာအခြေအနေတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်တဲ့ဒါကြောင့်လည်းအကျိုးတည်ပြင်ဆင်ရေးအစီအမံတစ်တွေလှုပ်ဆောင်နေရတာပါဒါဆိုဂျာမနီရဲ့လမ်းညွှန်စာအုပ်အသေးကအရင်ကတဘာဝပြီးအန်တရီတွေကိုပဲအာရုံစိုက်ခဲ့တဲ့လမ်းညွှန်တွေနဲ့ဘာလို့ဒီလောက်ခွာခြားနေရတယ်လဲအဓိကအကြောင်းရင်းကတော့ hybrid threats လို့ခေါ်တဲ့မျိုးဆက်သစ်ချင်းချောင်မှုတွေကြောင့်ပါပဲဒါတွေကဘာတွေလဲဆိုတော့အရေးပါတဲ့အခြေခံစောင့်အောင်တွေပို့ cyber ကတ်ခိုက်တာသတင်းမှာတွေဖြန့်တာအဖြတ်အမောက်လုပ်ငန်းတွေနောက်ဆုံးတမယောက်ကြားစိတ်ရည်ချူကြော်မှုတွေအထိအကုန်ပါသွားမှာပဲအဲ့တော့ဂျာမန်အိမ်တော်စုတွေကိုပေးထားတဲ့လက်တွေ့ကျတဲ့အကြံဉာဏ်တွေကဘာတွေလဲဆိုတော့3ရက်ကနေ10ရက်စာအထိအစားတောင်းတဲ့အရေးကိုတိုးလောင်ထားဖို့လုံခြုံတဲ့ခုလွန်ရနေရတစ်ခုကိုကြိုတင်ရှာထားဖို့တရင်မားတွေကိုတီးပြီးဘလို့လစ်လျူရွှေ့ရမလဲဆိုတာလေ့လာထားဖို့ပြီးတော့လက်စစ်မီပြတ်တောင်းတာတွေနဲ့ cyber attack ခိုက်မှုတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့စီဝင်စားစီအကောင်လာကအစိုးရရဲ့သတိပေးချက်တွေရှိနေပေမဲ့လူများစုကတကယ်ပဲအစင်းတင်ချိနေပြီလားစစ်တမ်းတွေကတော့လူဦးရေရဲ့53%တဝက်ကျော်ကအရေးပေါ်အခြေအနေတွေဘာပြင်ဆင်မှုမှမလုပ်ရသေးဘူးဆိုတာကိုတွေ့ရပါတယ်။ကဲနောက်ဆုံးတဲ့အကြိမ်ပြန်ဆုံးလိုင်းကြီးကိုကြည့်ရအောင်။ဒီပရိပခါကဘာလုံးဆိုင်ရာစမှုလုပ်ငန်းတွေကိုဘလို့ပုံဖော်ပြောင်းလဲနေတယ်လဲ။ပြီးတော့လက်နက်ပြိုင်ဆိုင်မှုအသစ်ကိုဘလို့များမိထိုးပေးနေတယ်လဲဆိုတာပါပဲ။ကမ္ဘာမတည်ငြိမ်မှုတွေကတချို့နိုင်ငံတွေအတွက်တော့အခွင့်အလမ်းဖြစ်လာစေပါတယ်
အခုဆိုရင်တောင်ကိုရီးယားနိုင်ငံကကမ္ဘာထိပ်တန်းကာကွယ်ရေးစက်မှုလုပ်ငန်းအင်အားကြီး၄နိုင်ငံတည်းကတနိုင်ငံဖြစ်လာဖို့ရည်မှန်းချက်ကြီးကြီးမားမားထားရှိနေပါတယ်။ဒါဟာစီးပွားရေးတက်မဟုတ်တော့ဘဲအာရှပစိဖိတ်ဒေသရဲ့အင်အားချင်းကိုရကိုပါတက်ရောက်နိုင်တဲ့ခြေလှမ်းတစ်ခုပါ။ တောင်ကိုရီးယားရဲ့တိုးတက်မှုဟာတကယ်ကိုတည်တာပါတယ်2023ခုနှစ်မှာဆိုရင်ကမ္ဘာလက်နက်ရောင်းချသူအဆင့်ဆဲမှာရည်တည်နိုင်ခဲ့ပြီးလာမယ့်နှစ်အတွက်ကာကွယ်ဘတ်ဂျက်ကို 8.2% တိုးမြင့်ဖို့အဆိုပြုထားပါတယ်။ဒါကကမ္ဘာလက်နက်ဈေးကွက်မှာသူတို့ရဲ့နေရာကိုပိုပြီးခိုင်မာစေတော့မှာပါ ဒါဆိုတောင်ကိုရီးယားကဘာဒီရောင်းချနေတာလဲအမျိုးစနစ်တွေပိတ်ထင်းတုံးကြည့်တဲ့အစညက်ကြီးစံတွေစစ်တင်ဘော်ဒီအပြင်တခြားစစ်ပက်ဆိုင်ရာပစ္စည်းမျိုးစုံကိုကဘာတဝမ်းကနိုင်တော်ကြုံမြတ်ညာကိုအောင်မြင်စွာရောင်းချနေပါတယ်ကဲဒီအချက်လက်တွေအားလုံးကိုခြုံငုံပြီးနောက်ဆုံးမှာတော့စဉ်းစားစရာမေးခွန်းကြီးတစ်ခုနဲ့အဆုံးတတ်ချင်ပါလေအခုလိုမျိုးအဆက်မပြတ်ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကကဘာကြီးအတွက်ပုံမှန်ချင်းတွေတစ်ခုများဖြစ်လာနေပြီလား